တထမိုးအကယ်ဒမီရမယ့်ရုပ်ရှင်မလို့မနာလိုစိမ့်နဲ့ပွဲမတက်ခဲ့တဲ့မူဟီကိုနဲ့နော်ဖောအေတာအထက်မိုးကတော့တကြောပြန်ရုပ်ရှင်ကားစီးမှာအကယ်ဒမီရမယ့်တရုပ်ဆောင်မှုတွေကြောင့်ပရိသတ်တွေကချီတူပြောဆိုနေရတာပါဒါပေမဲ့ဒီမင်းသမီးနှစ်ယောက်ကတော့ထထမိုးရဲ့အောင်မြင်မှုအပေါ်မနာလိုစိတ်တွေကြီးမားနေတယ်လို့အခုလိုအချက်တွေကဖော်ပြနေပါတယ်နမဲကျော်ဒရိုက်တာစတီကိုရိုင်းကမင်းသမီးနှစ်လက်ရဲ့စိတ်သဘောထားနဲ့ပတ်သက်ပြီးတော့တော်တော်လေးစိတ်ပြတ်မိရလို့ဖွင့်ဟပြောဆိုလာတာပါဒီမင်းသမီးတွေကတော့တခြားသူမဟုတ်ပဲမိုးဟင်ကိုနဲ့နော်ဖောအေထားဖြစ်ပါတယ်။တမတို့နှစ်ယောက်ကလည်းအကယ်ဒမီရဖို့ခံမှန်းထားပေမဲ့မင်းသမီးကြီးထထမိုးဦးကိုကြော်လွန်ပြီးတော့အကယ်ဒမီရနိုင်ဖို့လည်းမမြင်တဲ့အတွက်ရုပ်ရှင်ကားမိတ်ဆက်ပွဲမှာတက်ရောက်ခြင်းမရှိဘဲရှောင်ဖယ်နေတာဖြစ်ပါတယ်။တကယ်ဆိုရင်ရွှေပင်အိုလို့အမည်ရတဲ့ဒီရုပ်ရှင်ကားကြီးမှာထထမိုးဦးရဲ့တကြောပြအနေနဲ့အနုပညာလောကသားတွေအားလုံးကဝိုင်းဝန်းအားပေးရမှာဖြစ်ပါတယ်။ရုပ်ရှင်ကားတွေလုံးဝမရိုက်ဖဲအနားယူနေတဲ့မင်းသမီးကြီးတယောက်ရဲ့ခံဖတ်မလို့အားလုံးကအားပေးနေကြပေမဲ့အပြိုင်တရုပ်ဆောင်ထားတဲ့မင်းသမီးနှစ်ယောက်ရဲ့စိတ်တဘောထားကတော့အခုလိုပေါ်လွင်လာတာပါ။နှစ်ယောက်စလုံးကရုပ်ရှင်မိတ်ဆက်ပွဲကိုတက်ရောက်ပါမယ်လို့စာချုပ်ထဲမှာထည့်သွင်းရေးထားတာကိုသိပါရဲ့နဲ့လုံးဝတက်ရောက်ခြင်းမရှိဘဲရှောင်နေတာဖြစ်ပါတယ်။ Driver Sneak ကိုရိုင်းကလည်းဒီလိုလိုရက်တွေနဲ့စိတ်တဘောထားမကောင်းတဲ့မင်းသမီးတွေကိုနောက်ဆိုရင်ဘရောမရုပ်ရှင်ခုံမရိုက်တော့ဘူးလို့အင်တာဗျူးမှာတရားဝင်ထုတ်ပြောလာခဲ့ပါတယ်။စာချုပ်ထဲမှာလည်းရုပ်ရှင်ကမိတ်ဆက်ပွဲကိုမင်းသားမင်းသမီးအားလုံးပေါင်းဝင်သူအားလုံးတက်ရောက်ရမယ်လို့ထည့်သွင်းထားပြီးသားပါ။အကြောင်းကိစ္စတစ်ခုခုရှိရင်တော့ဖုန်းနဲ့ဆက်သွယ်ပြီးတော့အတိပေးပြောကြရမှာဖြစ်ပေမဲ့ရုပ်ရှင်ကမိတ်ဆက်ပွဲကိုမသိတယ်လို့နဲ့ခြေမိုးပြီးတော့တက်မလာတာကဒရိုက်တာနဲ့ပေါင်းဝင်သူမင်းသားမင်းသမီးတွေကိုလေးစားမှုမရှိတယ်လို့ပါပဲအထူးသဖြင့်ထထမိုးဦးလိုမင်းသမီးကြီးတယောက်လုံးကတော့တက်ကြွစွာနဲ့တက်ရောက်ခဲ့ပေမဲ့ကျန်တဲ့မင်းသမီးအငယ်တွေတက်ရောက်မလာခဲ့တာကဘလို့အချက်ကြောင့်ဆိုတာပေါ်လွင်နေပါတယ်ဒါကြောင့်ဒရိုက်တာကိုရိုင်းကစိတ်ဆိုးဒေါသထွက်ပြီးတော့ပြောလာတယ်လို့ပရိသတ်တွေကလည်းဒီမင်းသမီးတွေရဲ့လောက်ရအပေါ်မှာဝေဖန်နေကြတာဖြစ်ပါတယ်ဒါပေမဲ့တစ်ဖက်မှာမင်းသမီးငယ်တော်ဖော်အေထားကသူမရဲ့ဖန်ခင်ကျမ်းမာရေးအခြေအနေမကောင်းတာကြောင့်ဆေးရုံကိုသွားနေရတဲ့အတွက်ပွဲမတက်နိုင်တာလို့လည်းပေါ်ထွက်လာပါတယ်။ဖန်ခင်ဖြစ်သူကအရေးပေါ်ခန်းထဲမှာကုသမှုတွေခံယူနေရတဲ့ပုံရိပ်တွေကိုလည်းသူမရဲ့ဆိုရှယ်မီဒီယာအကောင့်ကနေမျှဝေခဲ့ပါတယ်။ဒီလိုအချက်တွေကြောင့်ရုပ်ရှင်ကမိတ်ဆက်ပွဲကိုတက်ရောက်နိုင်ခြင်းမရှိတာလို့ဒေါ်ဖော်အေထားဘက်ကနေပရိသတ်တွေကကာဝယ်ပြောဆိုနေကြပါတယ်။ဒေါ်ဖော်ကဒီလိုဆိုပေမဲ့သူမထက်ဝိုင်းရင်းနဲ့မင်းသမီးကြီးဖြစ်တဲ့မိုးဟေကိုကတော့ဘလို့အကြောင်းပြချက်မှမရှိဘဲနဲ့တိတိတသာမနာလိုစိမ့်နဲ့မတက်ရောက်ခင်တာဖြစ်တယ်လို့လည်းဆိုနေကြပြန်ပါတယ်။ဘိုးဟီကိုကအနုပညာလောကထဲမှာအကယ်ဒမီရဖို့ဘလောက်အထိစူးစမ်းနေတယ်လဲဆိုတာအားလုံးသိကြပါရဲ့။လွန်ခဲ့တဲ့တုန်းကလည်းအကယ်ဒမီရဖို့အပြိုင်ဖြစ်ခဲ့ပေမဲ့တခြားမင်းသမီးကိုဦးစားပေးခဲ့ရတဲ့အတွက်အကယ်ဒမီမရဘဲဝမ်းနည်းစွာနောက်ဆုတ်ခဲ့ရတာပါ။ဒါကြောင့်ဒီနှစ်မှာတော့အကယ်ဒမီကိုသင်ကြားပေါက်ယူမယ်လို့အမြဲတမ်းပြောနေပေမဲ့ထထမိုးဦးကိုဦးစားပေးရတဲ့ရုပ်ရှင်မှာပါဝင်လာရတဲ့အတွက်ပွဲကိုတော့မတက်တော့ပဲရှောင်သွားတာဖြစ်နိုင်တယ်လို့ပရိသတ်တွေကပြောနေကြပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဒီမင်းသမီးနှစ်ယောက်ရဲ့လောက်ရက်ကအနုပညာလောကထဲမှာသူတို့ရဲ့စိတ်ဓာတ်ကိုပေါ်လွင်နေရဖြစ်လို့အားလုံးကဝေဖန်နေကြရတာပါ။ကိုရိုင်းပေါင်ဝင်ထားတဲ့ရုပ်ရှင်ကားကြီးဆိုပေမဲ့တထမိုးအကယ်ဒမီရသွားနိုင်တာမလို့မနာလို့ဖြစ်ပြီးတော့ဝေးမတက်ခဲ့ရလို့အခုလိုမျိုးဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ဒီမင်းသမီးနှစ်ယောက်ရဲ့လောက်ရက်နဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့ရဲ့အမြင်တွေကိုလည်းပြောပြခဲ့ကြပါအောင်နော်။